ဒီလူလေးဟာတောင်ဝေကြားထဲမှာ129နာရီလုံးပိတ်မိနေတာပါသူ့ရဲ့လက်တစ်ဖက်ကကြောက်တုံးကြီးအောက်မှာဖိမိနေတာပါဒီလူလေးဟာအစွမ်းကုန်အားထုတ်ပြီးကြောက်တုံးကိုဖယ်ဖို့စူးစမ်းခဲ့ပေမဲ့နာရီပေါင်းများစွာစူးစမ်းပြီးနောက်မှာတော့ကြောက်တုံးကနည်းနည်းလေးမှမရှိပါဘူးစစ်ပြအားလျော့ပြီးအပေါ်ကိုမောကြည့်ရင်အကူအညီအတွက်အော်ဟစ်အော်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့သူ့ကိုကူညီနိုင်မဲ့သူတယောက်မှဒီနေရာမှာမရှိပါဘူးဒီနေရာကမြို့နယ်မိုင်းပေါင်းများစွာဝေးတဲ့လူသူအရောက်ပေါက်နေပါတဲ့တောနယ်ကြီးထဲမှာရှိပါတယ်အာယုံပိတ်မိနေတဲ့နေရာကနေရောင်ကြည်တောင်တိတ်မရတဲ့နေရာပါအာယုံဟာသူ့ကြောပုတ်အိတ်ထဲကနေဓာတ်တစ်ချောင်းကိုချက်ချင်းထုတ်ပြီးအဲ့ဒီကြောက်တုံးကိုကုတ်ချစ်တူဆိုဖို့ဆလုပ်ပါတော့တယ်3နာရီလောက်ထုတ်ပြီးနောက်မှာတော့ကြောက်တုံးကြီးကလုံးဝမတုံလို့ပါဘူးအာယုံဟာအကြံအစ်တစ်ခုကိုထက်ကြံပါတယ်သူကကျိုးတစ်ချောင်းယူပြီးအဲ့ဒီကြောက်တုံးနဲ့ခြိလိုက်ပါတယ်ကျိုးကိုချိတ်မှချိတ်ပြီးသူ့အင်အားတွေအကုန်သုံးပြီးဆွဲခဲ့ပါတယ်ဒါပေမဲ့စူးစမ်းမှုတွေအားလုံးကအလဟဘပါပဲကြောက်တုံးကလုံးဝမရွေ့ပါဘူးညရောက်လာခဲ့ပါပြီအေးတန်ကနေကာကွယ်ဖို့အတွက်အာယုံဟာကျိုးတွေကိုခြေထောက်တွေမှာပတ်ပြီးသူ့ကြောပုတ်အိတ်ကိုခေါင်းပေါ်မှာခြုံထားလိုက်ပါတယ်သူနောက်ဆုံးကြံနေတဲ့အစားအစာကိုထုတ်ပြီးအားရပါရစားပါတော့တယ်အာယုံဒီနေရာမှာပိတ်မိနေတာအခုဆိုရင်3ရက်တိတိရှိနေပါပြီဆာလောင်မှုနဲ့ရင်ငတ်တာတွေကြောင့်သူမြင်တွေလွဲမလာပါတော့တယ်သူဟာတေတော့မယ်လို့ထင်ခဲ့ပါတယ်သူကကင်မရာကိုထုတ်ပြီးသူ့ရဲ့လက်ရှိအခြေအနေကိုမှတ်တမ်းတင်ခဲ့ပါတယ်အာယုံဟာအားလုံးကိုလက်လျှော့တော့မလို့ဖြစ်နေတော့မှာပဲကောင်းကင်ဘော်ကနေမိုးကြိုးတွေပစ်ပြီးရုတ်တရက်မိုးရွာချလာပါတော့တယ်အာယုံဟာဝမ်းသာအားရဖြစ်သွားပါတယ်သူကဗလာပလင်းကိုရေတွေနဲ့ဖြည့်လိုက်ပါတယ်မိုးကအရန်သေးတော့ရေတွေဟာခြောက်ကြားထဲမှာပြည့်ရှံလာပါတော့တယ်ရေမျက်နှာပြင်ကလည်းမြင်ဆန်ဆန်ကိုမြင့်တက်လာနေပါတယ်အာယုံဟာရေထဲမှာနှမြုပ်တော့မလို့ဖြစ်နေပါတယ်သူကရေမကူးတတ်ပါဘူးဒါကြောင့်သူဟာအဲ့ဒီကြောက်တုံးကိုဖယ်နိုင်ဖို့အတွက်သူ့မှာရှိတဲ့အင်အားတွေအကုန်လုံးကိုအသုံးပြုခဲ့ပါတယ်ကံကောင်းစွာနဲ့အဲ့ဒီကြောက်တုံးဟာဒီတစ်ချိန်မှာအလွယ်တကူရွေ့သွားခဲ့ပါတယ်အာယုံဟာအဲ့ဒီနေရာကနေလွတ်မြောက်ပြီးသူ့ကားစီကိုပြေးသွားခဲ့ပါတယ်ကားကိုဆန်နိုးပြီးမြို့ဘက်ကိုမောင်းထွက်သွားခဲ့ပါတယ်အာယုံဟာသူလွတ်မြောက်သွားပြီလို့ထင်ခဲ့ပေမဲ့အဲ့ဒီချိန်မှာပဲဒါဟာအိမ်မက်တစ်ခုသာဖြစ်တယ်ဆိုတာကိုသူသိလိုက်ရပါတယ်